သမီးတို့ရဲ့နေ့ချိန်တိုင်းနေ့ရက်တစ်တိုင်းမှာအသက်တော်ပြီးမှာအသက်တော်ကျေးဇူးတော်အားဖြင့်သားသမီးကိုရစ်ပတ်ပြီးတနာတော်မူသည့်အတွက်ကျေးဇူးတင်ပါလေ။သူတစ်ဖြင့်ခရစ်တော်ရဲ့2021ခုနှစ်ဟာသားသမီးတို့အသက်တာမှာနိုင်ငံရေးမတည်မငြိမ်ဖြစ်ခြင်းအားဖြင့်တော်၎င်းကမ္ဘာကယောဂါကဆိုးကြီးအားဖြင့်တော်၎င်းသားသမီးတို့ဒီအသက်တာမှာဆိုရင်ပူပန်ဒီနေ့ဒီချိန်ခါမှာယေရှုခရစ်တော်၏မွေးနေ့ရဲ့ခရစ်စမတ်ပွဲတော်ကိုသားသမီးတို့ဒီကျင်းပရတော့အခွင့်ကိုကိုတော်ရှင်ပြင်ဆင်ပေးသနာတော်မူသည့်အတွက်ကိုတော်ရှင်ပို့ဆောင်တော်မူသောကျေးဇူးတော်ကိုတော်ရှင်ပြုတော်မူသောကျေးဇူးတော်အားလုံးကိုကြီးကပ်ပြီးဒီကလာသားသမီးတို့ကိုချီးမွမ်းလို့ရှိပါတယ်ကိုတော်ဗျာသားသမီးတို့အသက်တာမှာကိုတော်ရှင်ကျေးဇူးတော်ဒီရည်တွက်မကုန်နိုင်အောင်ဝတ်ဆိုလို့မကုန်နိုင်အောင်များပြားစွာကြောင်းဝန်ခံရဲ့ဒီနေ့သုံးဝင်ချင်းကပ်တဲ့အခါမှာကိုတော်ဗျာသားသမီးတို့ဆုတောင်းတာသားသမီးတို့ကိုတော်ထံသားသမီးတို့ဝတ်ပြုတ်ကိုယ်ွယ်တဲ့အခါမှာကိုတော်ဗျာသားသမီးတို့ဒီလောကီသားများဖြစ်ပြီးအားလျော်စွာရှိတော်မှာအားနေတော်သူများမစင်ခြင်းဒီတကားလားသားသမီးတို့ပြုမိမှန်းတော့အပြည့်လုံးစုံကိုဝင်ချတောင်းပန်ရရှိပါလေကိုတော်ရှင်